ကောင်းတရားဘူးသမျှကိုကြားမြင်သူတရှိပါစေ။အိုးအိမ်တီထောင်ဝမ်းသာရဲ့နဲ့အသက်မွေးဖို့အတက်သေးလေလူနစ်ဆိုင်ရာချစ်ဝေများကိုကောင်းစွာသင်ကြားနာလေစေ။မှန်ကန်ရင်ချစ်ချိုတာဆိုရတပါစေ။အဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာရေကောင်းတရားဘူးသမျှကိုကြားမြင်သူတရှိပါစေ။အိုးအိမ်တီထောင်ဝမ်းသာရဲ့နဲ့အသက်မွေးဖို့အတက်သေးလေလူနစ်ဆိုင်ရာချစ်ဝေများကိုကောင်းစွာသင်ကြားနာလေစေ။မှန်ကန်ရင်ချစ်ချိုတာဆိုရတပါစေ။အဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာရေ